အာဖရိကတိုက်အလဲပိုင်းအီကွေတာမြင်းပေါ်မှာတည်ရှိပြီးတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းမှုမှာကမ္ဘာထိပ်တန်းကပါဝင်နေတဲ့ကာဗွန်နိုင်ငံအကြောင်းကိုရှင်းပြပေးပါမယ်။ကာဗွန်ဟာအာဖရိကမှာတစ်တော်အထူးထပ်ဆုံးနဲ့စီးပွားရေးအရအလားအလာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ကာဗွန်နိုင်ငံရဲ့အဓိကအချက်လက်များကိုအောက်ပါအတိုင်းကဏ္ဍအလိုက်ဖော်ပြပေးလိုက်ပါတယ်။အခြေခံအချက်လက်များမြို့တော် Libreville Atlantic သမုဒ္ဒရာကမ်းရိုးတန်းမှာတည်ရှိတဲ့စိတ်ကံမြို့ကြီးဖြစ်ပါတယ်။ဘာသာစကားLinted French မှာရုံးသုံးဘာသာစကားဖြစ်ပြီးဒေသခံဘာသာစကားအများများရှိပါတယ်။ငွေကြေးအလဲအာဖရိက franc Central African CFA franc XAF လူဦးရေနှစ်ပတ်တမ၄တန်းခန့်2026ခန့်မှန်းကြည့်လူဦးရေနေပါပေမဲ့ area ကျယ်ဝန်းပါတယ်။နှစ်တဘာဝပတ်ဝန်းကျင်နဲ့နောက်ဆုံး Aden ဥယျာဉ်ကာဗွန်နိုင်ငံရဲ့85%ကျော်ကိုမိုးတစ်တော်တွေကဖုံးလွှမ်းထားတာကြောင့်သူ့ကိုအာဖရိကရဲ့နောက်ဆုံး Aden ဥယျာဉ်လို့တင်စားခေါ်ဝေါ်ကြပါတယ်။အမျိုးသားဥယျာဉ်များ2002ခုနှစ်မှာနိုင်ငံ area ရဲ့10%ကျော်ကိုလွှမ်းခြုံထားတဲ့အမျိုးသားဥယျာဉ်ကြီး73ခုကိုတပြိုင်နက်တည်းတည်ထောင်ခဲ့ပါတယ်။ Luango National Park ဒီနေရာဟာကမ္ဘာကျော်ပါတယ်။အကြောင်းကတော့ဆင်းရိုင်းတွေနဲ့ရေမြင့်တွေဟာပင်လယ်ကမ်းခြေအထိဆင်းလာပြီးရေကူးတတ်ကြလို့ဖြစ်ပါတယ်။တောရိုင်းဒရီဆန်ကမ္ဘာဂေါ်ရီလာအုပ်စုအများစုနဲ့တောဆင်ရိုင်းအများများနေထိုင်ရာဒေသဖြစ်ပါတယ်။စီးပွားရေးနဲ့တင်ရန်စာတာကာဗွန်ဟာအာဖရိကမှာလူဦးချင်းစီအဝင်ငွေအမြင့်ဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ရေနဲ့နိုင်ငံတော်ဝင်ငွေရဲ့80%ခန့်ဟာရေနေတင်ပို့မှုကနေရရှိတာဖြစ်ပါတယ်။သတ္တုမက်ဂနီဆီယမ်ထုတ်လုပ်မှုမှာကမ္ဘာဒုတိယအများဆုံးဖြစ်ပါတယ်။တစ်တော်ထက်တစီတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရင်အရေးအသွေးမြင့်တစ်များကိုစနစ်တကျထုတ်လုပ်တင်ပို့ပါတယ်။သမိုင်းနဲ့အုပ်ချုပ်ရေး1960ခုနှစ်မှာပြည်သက်လက်အောက်ကနေလွတ်လပ်ရေးရခဲ့ပါတယ်။ဘွန်ဂိုမိသားစုကာဗွန်ကိုအိုမာဘွန်ဂိုက40နှစ်ကြာအုပ်ချုပ်ခဲ့ပြီးသူသားဖေသူအာလီဘွန်ဂိုက2009ခုနှစ်ကနေ2023ခုနှစ်အထိဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။လက်ရှိအခြေအနေ2023ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်လက်ရှိမှာတော့ကြားပြည့်အစိုးရကနိုင်ငံကိုဦးဆောင်နေပါတယ်။ထူးခြားသောယဉ်ကျေးမှုဘူီတီဒါဟာဂါဘွန်နဲ့ထူးခြားသောဝိညာဉ်ရေးရာယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။အီဘိုဂါလို့ခေါ်တဲ့အပင်ကမျိုးကိုအသုံးပြုပြီးဘာသာရေးဆိုင်ရာအခမ်းအနားတွေပြုလုပ်ကြပါတယ်။မျက်နှာဖောင်းများဂါဘွန်ရဲ့တစ်တော်မျက်နှာဖောင်းလက်ရာတွေဟာအမှုပညာလောကမှာအလွန်တန်ဖိုးကြီးပြီးကမ္ဘာကျော်ပိုင်းကြီးစရာပါဘလိုပီကာဆိုရဲ့လက်ရာတွေပေါ်မှာတောင်လွှမ်းမိုးမှုရှိခဲ့ပါတယ်။စိတ်ဝင်စားစရာအချက်လက်တို့များကာဗွန်ဟာအာဖရိကတိုက်မှာကာဗွန်ထုတ်လုပ်မှုထက်စုပ်ယူမှုကပိုများတဲ့ကာဗွန် negative ဖြစ်ဖို့ကြိုးစားနေတဲ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။နိုင်ငံတော်အလံမှာပါတဲ့အယောင်3ယောင်ဟာတစ်တော်နေလင်းရောင်ကြီးနဲ့ပင်လယ်ကိုကိုစားပြုပါတယ်။